မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လာစဉ်ဟောပြောပေးနေတဲ့တလတာယူတော်မင်္ဂလာဟောစန်းတွေကိုဟောကြားပေးတော့မှာဖြစ်ပါတယ်အခုဩဂုတ်လတလတာအတွက်ဗုဒ္ဓဟူးနေ့မွေးဖွားသူများဗုဒ္ဓဟူးသားသမီးများအတွက်တလတာယူတော်မင်္ဂလာဟောစန်းကိုဟောကြားပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီတလတာအတွင်းမှာဗုဒ္ဓဟူးနေ့မွေးဖွားသူတွေဟာကျွန်တော်လုံးသမျှကိုလုံးတဲ့ဟာမှန်များလေးတွေကျွန်တော်လွဲချော်တတ်တယ်ကျွန်တော်လွဲချော်ကုန်တာကိုတတိထားဖို့လိုတယ်အဲ့တော့ကိုရစရာရှိတဲ့ဟာလေးတွေလည်းကျွန်တော်လက်မှတ်တင်လေးလွတ်သွားတတ်တာကိုတတိထားမယ်အဲ့တော့ဒီတလတာအတွင်းကိုကူညီမလို့လို့နဲ့ကျွန်တော်ဒုက္ခပေးတတ်တာလေးတွေကိုတွေ့တတ်တယ်ကိုယ့်ဘောကောင်းမလို့လို့နဲ့ကိုယ်ဒုက္ခပေးတာကိုယ်ကျွန်တော်တို့လှော်လိုက်တာကိုယ်ကျွန်တော်တို့ပို့လိုက်တာပေါ့နော်မကောင်းတဲ့ဟာအကြံတွေရွေးပေးပြီးကျွန်တော်တို့ဒုက္ခပေးတတ်တဲ့ဟာလေးတွေကိုတတိထားရမယ်အဲ့တော့ပြောရမယ်ဆိုရင်ဒီတလတာအတွင်းမှာကျွန်တော်ဗုဒ္ဓဟူးနေ့မွေးဖွားသူတွေကဘာဖြစ်လဲဆိုကျွန်တော်ကန်တရားရဲ့လောင်းရဲအောင်မှာကျွန်တော်ခံရတဲ့တလတာဖြစ်နေတယ်အဲ့တော့ကျွန်တော်လုပ်ငန်းစီးပွားတွေမတိုးချက်တင်ဘူးအရေးကြီးတဲ့ကိစ္စတွေကျွန်တော်တို့မလုပ်သင့်ဘူးအဲ့တော့ကျွန်တော်ပြောင်းมาတို့ရှေ့มาတို့ဆိုရင်ကျွန်တော်တို့မလုပ်သင့်ဘူးပေါ့နော်အဲ့တော့ဒီတလနာအတွင်းမှာတော့ကျွန်တော်တို့အလုံးနဲ့ပတ်သက်တာလေးတခုတော့ကောင်းတယ်ဘယ်လိုအလုံးနဲ့ပတ်သက်တာလေးတခုကောင်းလဲဆိုတော့အလုံးလျှောက်ထားတယ်ဆိုရင်ကျွန်တော်အလုံးရဖို့လွယ်တယ်အဲ့တော့နိုင်ငံသားမှာနေတဲ့လူပဲဖြစ်ဖြစ်ဒီမြန်မာပြည်မှာနေတဲ့လူပဲဖြစ်ဖြစ်ကျွန်တော်အလုံးလေးတစ်ခုရှောက်မယ်ဆိုရင်ကျွန်တော်တို့အလုံးရတယ်အဲ့တော့အလုံးလျှောက်ထားတဲ့လူတွေကတော့အလုံးရတာဖြစ်ပြီးတော့လုပ်ငန်းရှင်တွေအလုံးလုပ်တဲ့လူတွေကြောင့်ကျွန်တော်အလုံးချိတ်ဆက်တွေရောက်လာတယ်အဲ့တော့အဲ့ဒီအလုံးချိတ်ဆက်တွေကကျွန်တော်ကိုယ့်အတွက်တနိုင်မဖြစ်ဘူးကိုယ့်အတွက်ကျွန်တော်တို့အရင်ကြီးများတယ်ဆိုတော့ကျွန်တော်တို့မလုပ်သင့်ဘူးပေါ့နော်အဲ့တော့လုံချိတ်ဆက်တွေရောက်လာတတ်တယ်တဏှာမဖြစ်ဘူးအရင်ကြီးများတယ်ဆိုတော့ကျွန်တော်တို့မလုပ်သင့်တဲ့အချိန်ဖြစ်တယ်အဲ့တော့ဒီတလနာအတွင်းမှာပဲကျွန်တော်တို့ဗုဒ္ဓဟူးနေ့ဝိပဿနာတွေဟာကိုယ်အိမ်မိဘရှင်မျိုးနဲ့ပတ်သက်ပြီးကျွန်တော်ဥဆောင်ရပြုပြီးပြောရမယ့်ကိစ္စတွေဆိုရင်ကျွန်တော်တို့မပြောသင့်တဲ့တလနာဖြစ်တယ်အဲ့တော့အထူးသဖြင့်ဘာတွေနဲ့ပတ်သက်ရင်ကျွန်တော်ဝင်မပြောသင့်တယ်ဆိုတော့မြေနဲ့ပတ်သက်တဲ့ကိစ္စတွေကျွန်တော်ငွေနဲ့ပတ်သက်တဲ့ကိစ္စတွေအမွေလိုပစ္စည်းမျိုးနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်ကျွန်တော်တို့မပြောသင့်ဘူးအဲ့တော့ဒီတလနာအတွင်းကတော့ပြောရမယ်ဆိုရင်ကျွန်တော်ကန်ဆိုးရတော့မရှိဘူးဒါမှမဟုတ်အချိန်လေးကြံနေသေးတယ်ပေါ့နော်အဲ့တော့အချိန်လေးကြံနေသေးတဲ့အတွက်အစိုးရပြောခဲ့သူကကျွန်တော်လုံးသမျှကျွန်တော်လွဲချော်တာလေးလက်မှတ်တင်လေးလွတ်သွားတတ်တာလေးတွေရမှလေးတွေလက်မှတ်တင်လေးလွတ်သွားတတ်တာလေးတွေဒီကိုကျွန်တော်သတိထားဖို့ပဲလိုတယ်ပေါ့နော်သတိထားရင်တော့ကျွန်တော်တို့ကောင်းသွားမယ်အဲ့တော့ဒီတလနာအတွင်းမှာဗုဒ္ဓဟူးနေ့မွေးဖွားသူတွေကကျွန်တော်ဘာတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့အကျိုးရှိလဲဆိုတော့ကျွန်တော်စက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေစားတော့ကုန်စားတော့ဆိုင်နဲ့ပတ်သက်တဲ့ကိစ္စတွေကျွန်တော်စားတော့ဆိုင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေစားတော့ကုန်တို့ကျွန်တော်တို့စားတော့ဆိုင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေစတိုးဆိုင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအိမ်ဆောက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေဥပဒေတို့အုပ်ချုပ်ရေးတို့အေးတို့အချုပ်ရေးတို့အင်းတို့နဲ့ပတ်သက်တဲ့ကိစ္စတွေအကျိုးဆောင်ပြီးလုပ်အောင်ပတ်သက်တဲ့အကျိုးဆောင်ပြီးလုပ်အောင်ကိစ္စတွေဆိုရင်ဒီဩဂုတ်လတလတာအတွင်းမှာဗုဒ္ဓဟူးနေ့ဝိပဿနာတွေဟာအကျိုးရှိအောင်မြင်စေတဲ့ကိစ္စတွေဖြစ်တယ်အဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်တို့အကျိုးရှိအောင်မြင်ပြီးဒီကိစ္စဘယ်လုပ်ငန်းလေးတွေဆိုတော့ကျွန်တော်တို့သတိထားတင်လဲဆိုတော့ခုနကပြောခဲ့လို့ပဲမြေနဲ့ပတ်သက်တဲ့ကိစ္စတွေအမွေနဲ့ပတ်သက်တဲ့ကိစ္စတွေအမွေလိုပစ္စည်းမျိုးတွေပညာရေးဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေပွဲရုံပွဲသားပညာရေးဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေပွဲရုံပွဲသားပုံစံကိစ္စတွေပဲလို့ပြောင်းလို့နဲ့ပတ်သက်တဲ့ကိစ္စတွေကျောင်းတို့ကြောက်တို့ကားတို့ငါးတို့ကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့ကိစ္စတွေကုန်းတို့ချန်တို့ကိုင်းတို့ငရုတ်တို့နဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်ဒီတလတာအတွင်းမှာကျွန်တော်ဗုဒ္ဓဟူးနေ့ဝေးဖွားသူတွေဟာတတိထားပြီးလှုပ်ဆောင်နေတဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့ဒီတလတာအတွင်းရဲ့ဗုဒ္ဓဟူးနေ့ဝေးဖွားသူတွေအနေနဲ့ကံကောင်းစေတဲ့နေ့ကြတော့ကျွန်တော်တို့ကိုယ့်အတွက်ရဟန္တာဖြစ်တဲ့နေ့ကံကောင်းစေတဲ့နေ့ကြတော့ကျွန်တော်တနင်္ဂနွေအင်္ဂါဖြစ်ပြီးတတိထားမယ့်နေ့ကြတော့ကျွန်တော်တနင်္လာကြာတာပေးနေ့တွေဖြစ်တယ်အဲ့တော့ရေးကြည့်တဲ့ကျွန်တော်တနင်္လာကြာတာပေးနေ့ဆိုရင်အရေးကြီးတဲ့ကိစ္စတွေကျွန်တော်မလုပ်သင့်ဘူးကိုရွေးချယ်လို့ရမယ်ဆိုရင်ကျွန်တော်အဲ့ဒီကိုမရွေးချယ်သင့်ဘူးပေါ့နော်အဲ့ဒီမှာရေးကြည့်တဲ့ကိစ္စတွေဆိုရင်ကျွန်တော်မအောင်မြင်ဖြစ်တတ်တယ်အဲ့တော့ဒီတလတာအတွင်းဒီတတိထားမယ်ကျွန်တော်တို့ကျမ်းမာရေးကြတော့ခါးချီနဲ့ပတ်သက်တာလေးတွေဘိုက်ပေါင်နဲ့ပတ်သက်တာလေးတွေတတိထားဖို့လိုတယ်အဲ့တော့အရေးကြီးတဲ့နေ့ရှောင်ရမယ့်အကြောင်းတွေကြတော့ကျွန်တော်အဝိုင်းတောက်ကြီးတွေဖြစ်ပြီးအရေးကြီးတဲ့နေ့ကျွန်တော်တို့ရှောင်ရမယ့်အစားအစာတွေကြတော့ကျွန်တော် coffee mate တို့မွေးငါတို့ချမောင်ကျော်တို့ပဲကျော်တို့အဲ့ဒါလေးတွေရှောင်ရတယ်အဲ့တော့အခုပြောတဲ့ကျွန်တော်အစားအစာတွေအခုကျွန်တော်ပြောတဲ့အကြောင်းတွေဟာဒီဩဂုတ်လတလတာအတွင်းမှာဗုဒ္ဓဟူးနေ့ဝေးဖွားသူတွေကကိုယ်ရေးကြီးတဲ့ဒီနေ့ပဲရှောင်မယ်ကျန်တဲ့နေ့တွေကျွန်တော်ရှောင်ရမလို့ကြိုက်တာစားကြိုက်တာဝယ်လို့ရတယ်အဲ့တော့ဒီတလနာအတွင်းမှာခြေနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုတော့ကျွန်တော်အဆင်မပြေဘူးဖြစ်တတ်တယ်အဲ့တော့အိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုတော့ကျွန်တော်တို့အဆင်ပြေမဲ့တလနာဖြစ်ပါတယ်အဲ့တော့ဒီတလနာအတွင်းဒီကျွန်တော်အကျိုးပေးကံကောင်းစေတဲ့ခဏနံပါတ်တွေအဲ့တော့ဒီတလနာအတွင်းမှာဩဂုတ်လတလနာအတွင်းမှာဗုဒ္ဓဟူးနေ့ဝေးဖွားသူတွေအနေနဲ့အကျိုးပေးကံကောင်းစေတဲ့ခဏနံပါတ်တွေဟာ1 3 4 3ညဆိုတဲ့ခဏနံပါတ်တွေဟာအကျိုးပေးကံကောင်းစေတဲ့ခဏနံပါတ်တွေဖြစ်တယ်အဲ့တော့ဒီတလနာအတွင်းမှာကျွန်တော်ဗုဒ္ဓဟူးနေ့ဝေးဖွားသူတွေကရောင်းနေတဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့ရောင်းနေတဲ့ပစ္စည်းတွေရှိတယ်ဆိုရင်ကျွန်တော်ဘာလို့ရလဲဆိုတော့ကျွန်တော်မကြီးကိုင်းကျွန်တော်တို့1000လောက်နဲ့1000လောက်ဖြတ်မယ်ကိုရောင်းနေတဲ့ပစ္စည်းတွေကျွန်တော်တို့ဝယ်မဲ့သူများကအမြန်ရောင်းထွက်ဆိုပြီးကျွန်တော်တို့တီရိုက်ခောက်ပြီးမှဆိုရင်အမြန်ရောင်းထွက်စေတဲ့တလနာဖြစ်ပါတယ်အော်ဒီတလနာအတွင်းမှာပဲဗုဒ္ဓဟူးနေ့ဝေးဖွားသူတွေဟာကျွန်တော်ထူးထူးခြားခြားကိစ္စတွေအောင်မြင်ခြင်းလို့ပဲဖြစ်ဖြစ်လူကျင်တန်းခြင်းလို့ပဲဖြစ်ဖြစ်အိမ်ပြားမှာပဲကျွန်တော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုအုံတို့ခေါ်ဆက်တော့ပဲလေးလေးနဲ့ကတ်လူပြီးဆုတောင်းလိုက်ပါခင်ဗျာဗုဒ္ဓဟူးနေ့ဝေးဖွားသူများအားလုံးအန္တရာယ်ကင်းပေးရှင်ပြီးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေ